ဘူးဒီထိုးရီက ဟောစီတရောင်းသားစိတ်ကားသမားနဲ့ လေဟိုမစီမလီမစားလေဟိုမစီမလီမစား လုံးမူလာက လုံးမူလာက တော်ကြည်ပါစီ တော်ကြပါစေ ရသမားတွေအားလုံးရှင်းနေနော်မိမဦးစီးတဲ့အရက်ဆိုင်ဆိုပြီးဗထိန်မဲ့နဲ့စော်ကားဖို့တော့မစင်စားဘူးမိမဦးတို့လှည့်ကြည့်ကြောက်အရန်လေးကွာချစ်စာလေး မစိတ်ကိုလျှော့တာနော်အသက်ကိုဝအောင်ရှူမင်းရဲ့တဏှာတွေကိုထိန်းထားလိုက်စမ်းထိန်းထားလိုက်စမ်း ဒီဘက်ကညိုကြီးတဲ့ဟိုဘက်ကဖိုးပြီးဒီရက်ကွက်မှာပဲနေကြတာလေတိတ်တော့အယောမဝင်နဲ့ မင်းတို့နဲ့ပြမပဲအားငယ်စိတ်တရားလေဟုတ်ရှင်မျိုးကြသွားတာဒီဘဝမှာဒီနေ့ယူပြကြပေါက်လိုက်ရမယ် ဝိုင်းရဲစင်တော့မလို့လားမတင်တော့ပါဘူးစန္ဒာရဲ့မကြီးကိုမကားရှိရလေကိုကကားပိုင်နေ ကိုကြီးရေဘူးကိုကိုယ်တိုင်ထမ်းပြီးယူလာတယ်အားနောင်စရာကိုကြီးရယ် အားမနာပါနဲ့ကောင်လေးကဖင်ပေါ့တယ် ဆန္ဒရဲ့ချစ်သူကောင်လေးကိုရီးယားမင်းသားရေ BTS ရဲ့ကောင်လေးပုံစံမျိုးစက်ကူးရင်ထားတာ မင်းကိုချစ်တဲ့အကြောင်းလေးပြောချင်လို့နားဆင်ပေးပါအောင်ကိုချစ်ဆုံး ငါတို့ချစ်နေမှသိရလားနဲ့ငါ့ကိုပြန်မချစ်ပဲဆန္ဒဦးရဲ့ချစ်ကိုရဖို့အသေးတိုင်ကြိုးစားနေရမြင်ရတော့ မင်းကနေတိုင်းစန္ဒာဦးလေးကိုကားနဲ့လိုက်ပြီးပြရမယ်ဆိုတဲ့သဘောကိုအေးဆိုမနေ့ကမှရောက်တယ်ဒီနေ့ဒီလိုအနေကဖြစ်သွားပြီလားအေးဆို ဒီမှာဒီကားအနက်တိတ်မကောင်းဘူး ဟာပြေးလို့ပါညိုကြီးဟမ်ပြောသွားဆိုတော့လည်းတူဝင်ရကြနေတော့လေအရေးတယ်မှာဒီကားရမျိုးမင်းညောဖြစ်တယ်မင်းညောမင်းကလေးကကျမင်းကိုမင်းတိတ်ပြီးထင်ကြီးနေနဲ့နော်ရောမင်းရဲ့ထင်မဲ့ထင်တဲ့ကောင်စန္ဒာနဲ့ငါရဲ့ပတ်သက်မှုကိုမင်းကိုပြောပြလိုက်မယ်ဆိုရင်မျက်ရည်ဘူးသီးတော့ကြောက်ရမယ်မင်းနားရလားရောက် ရှိတဲ့လမ်းကြီးလမ်းရင်နဲ့ငါရောက်ချာချာနဲ့မူဒါပေမဲ့တဲ့ကွယ်ရောကကိုဒီမပြောင်းနိုင်ဘူးမင်းကလေးရဲ့မင်းတော်တော်ဆိုးတယ်ငါအချစ်ကိုကာလာလေးဆိုး